ရတယ်မွေကောင်းငါ့ကိုပြောတာ snake head fish ချန်နာလေးနဲ့ဆွေးကြအောင်ဒီမှာလိုလေးလောက်ထားထောပတ်စီလေးနဲ့ဒီမှာတော့ငှက်နှစ်ကောင်အပဲနဲ့ငှက်တယ်ဒါတော့မုတ်နှစ်လေးနဲ့မုတ်နှစ်လေးဒီမှာဘယ်ကို弄မှာလဲ呀ဒါရောင်းမလုံနေတော့ပြီးသေးဘူးရောင်းမမီးညှိုက်နေတော့ဦးရေဒီမှာစားမယ်